အလုံးပဲမင်္ဂလာပါကဲကျမတို့ဒီဖက်ရက်ကွက်ကလူတွေနော်ဂျော်ဂျီယာကတငယ်ချင်းတွေမိသားစုတွေမုတ်ဖိုးလေးတွေပြည်နယ်မှုကဂျော်ဂျီယာပြည်နယ်ကပေးတဲ့မုတ်ဖိုးလေးတွေရနေကြပြီလားမုတ်ဖိုးလေးတွေရနေကြပြီလားတချို့ကတော့ရပြီးပြီဖြစ်လိမ့်မယ်တချို့ကတော့မရသေးဘူးဖြစ်လိမ့်မယ်ဆိုတော့ဒီမုတ်ဖိုးနဲ့ပတ်သက်ပြီးတော့ကျွန်မနည်းနည်းပြောပြပေးမယ်နော်ဘယ်လိုပြည်နယ်အစိုးရကဒီမုတ်ဖိုးကိုဘယ်လိုပြန်ပေးတာလဲဘာကြောင့်ပြန်ပေးတာလဲဆိုတာနည်းနည်းကျွန်မပြောပြပေးမယ်ဆိုတော့ပြည်နယ်မှုကဂျော်ဂျီယာပြည်နယ်မှုကသူက too special အနေနဲ့လက်မှတ်ထိုးလိုက်တယ်ပေါ့နော် approve ပေးလိုက်တယ်ပေါ့ approve ပေးလိုက်တယ်ဒီအခုငွေကအမြတ်တွေသူတို့ကတော့ surplus လို့ခေါ်တယ်နော် tax surplus လို့ခေါ်တယ်အခုငွေရဲ့အမြတ်ကျန်ငွေကိုပြည်သူလူထုပေးတာဖြစ်ပါတယ် okay ဆိုတော့ကြည့်အောင်ဘယ်သူတွေကရမလဲဆိုရင်2024နဲ့2025 2024 and 2025အဲ့ဒီမှာ tax file တဲ့လူတွေကပြန်ရတာဖြစ်ပါတယ်ဆိုတော့ဒီပိုက်ဆံက okay ဒီပိုက်ဆံကိုပြောခင်ဘယ်လိုရမလဲဆိုတော့ single နဲ့2024 2025မှာ single နဲ့ tax တွက်ခဲ့တယ်လို့ဆိုရင်ဒေါ်လာ250ရပါမယ်250ရပါမယ်ငွေပမာဏမှားမှဆိုလို့ဒီမှာကျွန်မချရေးထားတယ် single နဲ့ file တဲ့လူတွေ250ရပါမယ်မိသားစုမှာလူတယောက်ကပဲအလုပ်လုပ်ပြီးတော့သူကအိမ်ထောင်ဦးစီးအနေနဲ့ tax တွက်ခဲ့တယ်ဆိုရင်385ဒေါ်လာရပါမယ်တဘောပေါက်တယ်မလားမိသားစုတစုမှာလူတယောက်ထဲကပဲအလုပ်လုပ်ပြီးတော့သူက head of household အနေနဲ့ကျန်မိသားစုဝင်တွေကိုdependent ထည့်ထားတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ရှောက်ရင်385မုတ်ဖို့ရပါမယ်လင်မယား2ယောက်အလုပ်လုပ်ပြီးတော့2ယောက်စလုံးပေါင်းပြီးတော့ joint family ပေါ့နော်joint filing လို့ married filing လို့သူတို့ခေါ်တယ်လင်မယား2ယောက်ဝင်ငွေကိုပေါင်းပြီးတော့ tax တွက်တဲ့သူဆိုရင်မုတ်ဖို့900ရပါမယ်900ရပါမယ် okay ဆိုတော့ဒီပတ်စံကဘယ်ကလာတာလဲဘယ်ကပတ်စံနဲ့ပြန်ပေးနေတာလဲဆိုရင်ဒီဂျော်ဂျီယာပြည်နယ်မှာနေထိုင်သူအားလုံးက tax ပေးကြတယ်အလုပ်လုပ်သူအားလုံးကလည်းပြည်နယ် tax ကိုကျမတို့အားလုံးပေးရတယ်ပြီးတော့အလုပ်လုပ်သူအားလုံးကပြည်နယ် tax ကိုပေးရတယ်အလုပ်small business owner တွေကလည်းပဲသူက tax ပြန်ပေးရပါတယ်ဒီ company အကြီးတွေเนาะ company အကြီးကြီးတွေကလည်းပဲ tax ပြန်ပေးရပါတယ်ပြည်နယ် tax ရှိမယ်ကိုယ့်ရဲ့မြို့နယ်မှာရှိမယ်အဲ့လိုမျိုး tax လေးတွေနဲ့ပြန်ပေးတာအားလုံးကိုပြည်နယ်အစိုးရကသူကသူ့မှာ yearly budget ဆွဲရပါတယ်သူ budget ဆွဲတယ်ဘယ် department မှာဘယ်လောက်သွားမယ်ဘယ် department မှာဘယ်လောက်သွားမယ်ဘယ် department မှာဘယ်လောက်သွားမယ်အဲ့လိုသွားပြီးအကုန်လုံးကိုbudget ဆွဲပြီးတဲ့နောက်ပိုင်းမှာကျန်တဲ့အမြတ်ငွေကျန်နေတဲ့ငွေ surplus SURPLUS tax surplus ကိုသူကပြည်သူလူထုကိုပြန်ပြီးတော့bonus refund အနေနဲ့ပေါ့နော်အဲ့လိုမျိုးနဲ့ပြန်ပေးတာဖြစ်ပါတယ်တချို့တွေကဟိုဟာကြောင့်ဒီဟာကြောင့်လို့ပြောကြတယ်မဟုတ်ပါဘူးဒါtax ကနေပြီးတော့budget ဆွဲပြီးတဲ့နောက်ပိုင်းကျန်ငွေအမြတ်ငွေကိုပြည်သူလူထုပြန်ပေးတာဖြစ်ပါတယ်လို့ဒါဂျော်ဂျီယာပြည်နယ်အတွက်ပဲပြောတာဖြစ်ပါတယ်ဆိုတော့direct deposit နဲ့ရတယ်လို့ရှိမယ်ကို tax တွက်တော့ကသုံးခဲ့တဲ့ bank account နဲ့ပေါ့နော် check နဲ့ရလာတယ်လို့ရှိမယ်ဘယ်လိုပဲရဒါဒီပြည်နယ်အစိုးရကပေးလိုက်တဲ့ bonus ဖြစ်ပါတယ်မုတ်ဖို့ဖြစ်ပါတယ်လို့အဲ့ဒါလေးကိုပြန်လာပြောတာပါ